နေကြီးပြတဲ့ညညာမြေကကောင်းကင်ပြအောင်မှာနေကြီးပြတဲ့ညညာမြေကကောင်းကင်ပြအောင်မှာထမ်းပင်တန်းတွေစီတန်းလို့ဝေဝေစားစားခါမာဓာလွယ်မြေအိုးလေးတွေချိတ်လို့လားထန်တသမားရဲ့ခြေတံကမြိုင်မြိုင်ဆိုင်ဆိုင်မှာပဲဗျာမနက်ခင်းစီစာမှာထန်းရီချိုချိုအမြုပ်တစီစီနဲ့အိုးလေးထဲမှာပြည့်လို့မို့တဘောက်ကပေးတဲ့အညာရဲ့အဖိုးတန်လက်ဆောင်တောက်ဖူးသူတိုင်းလွမ်းရတဲ့ဒီမြေဒီတောင်လာပြီမျိုးမြမရိုးရာထမ်းရည်ပြူပြူတောက်လေမူးလေမိုးအေးမြတဲ့လူမြေအိုးလေးနဲ့ငယ်ကတောက်ရှင်အမောတွေပြေလို့ညနာတို့ရဲ့အဲဝတ်ချီမှုစေတနာတွေမိုးတီအောင်ပြန်နှံလို့မိုးတီအောင်ပြန်နှံလို့ညောင်မင်းရိတ်မှာဝိုင်းဖွဲ့ကထိုင်ကြစို့လားဘဲလောကြက်သားကြော်နဲ့ငါဖမ်းလို့စားထမ်းရည်တစ်ခွဲစကားတစ်ခွန်းနဲ့ရေမောပျော်ရွှင်ဒီဝိုင်းလေးထဲမှာအကုန်လုံးမေးပြောက်ချင်ထမ်းရီချိုနဲ့ထမ်းရီခါကြိုက်ရာကိုရွေလို့တောက်ကြဆိုတငယ်ချင်းများအညာရဲ့အလားအညာရဲ့ရှနံ့တွေနဲ့ဒီမြမထမ်းရီကတော့အမြဲတမ်းဂုံယူစရာပဲကွယ်